ကဘာဦးကျန်ခန်းကြီးတဲ့အပိုက်ငယ်1နဲ့2လေးကိုအနည်းငယ်ကျွန်တော်တို့ပြန်နွေးမယ်ဆိုရင်အစအုံ၌ဖျားခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ပြောခဲ့ပြပါပြီအစအုံဆိုတာကတော့ဒီတမန်ကျမ်းစာကိုရေးသားတော်သူတွေကကဘာဦးကျန် Genesis ဆိုပြီးတော့မှနာမည်ပေးထားခြင်းဖြစ်တယ်အစအုံနဲ့ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ပြောတဲ့အခါမှာစัจ java တစ်ခုလုံးကိုဆိုလိုတာဟုတ်သလားလို့ကျွန်တော်တို့အနှုတ်စိတ်အသီးစိတ်ပြန်စဉ်းစားရင်တော့ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ Milky Way Galaxy ထဲမှာရှိတဲ့အတွက်ကြောင့်နော် Milky Way Galaxy ထဲမှာ Solar System ကျူကိုလုံးနေကမ္ဘာမြေကြီးကအဖျားဆုံးမှာရှိတယ်နေကိုပတ်နေတယ်ဆိုပြီးတော့မှသိပ္ပံပညာရှင်တွေပေါ်ပြတဲ့အရာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုတဲ့စကားလုံးကိုကြည့်တဲ့အခါမှာဘုရားသခင်ကဒီ Milky Way Galaxy ကိုပဲဆိုလိုတာလားဆိုတာကျွန်တော်တို့စဉ်းစားစရာရှိတဲ့အကြောင်းပြောပြီးတော့ပါပြီစัจ java ကြီး universe အတိုင်းအတာနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင် galaxy တွေကအများကြီးပဲဘီလီယံနဲ့ချီရှိတယ်ဆိုတော့ကမ္ဘာမြေကြီးတည်ရှိတဲ့နေရာကတော့ Milky Way Galaxy ဖြစ်တဲ့အတွက်ကြောင့်ဒီ Milky Way Galaxy ကိုပဲဘုရားသခင်ကရည်ငွန်းတာဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့ပြောခဲ့ပြပါပြီမြေကြီးရဲ့အစင်းတရာမရှိလွတ်လပ်လာဖြစ်တယ်နည်းနည်းရအရက်ကိုမောင်မိတ်ဖုံးလွှမ်းပြီးတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ဒီရည်မျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ဆိုပြီးပေါ်ပြတဲ့အကြောင်းဘုရားသခင်ကဒီအပိုက်ငယ်3ကနေစပြီးတော့မှ6ရက်သူကဆက်လက်ဖန်ဆင်းသွားတယ်အဲ့မဖန်ဆင်းခင်မှာကောင်းကင်နဲ့မြေကြီးကဖန်ဆင်းပြီးသွားပြီဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီဘုရားသခင်ရဲ့ဝိညာဉ်တော်ဒီရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏နော်ဆိုတော့အပိုက်ငယ်1နဲ့2နဲ့3ကြားထဲမှာအဖြစ်ပြက်တစုံတစ်ခုဖြစ်နိုင်တဲ့အရာကိုကျွန်တော်တို့ပြောခဲ့ပြီးပြီအဲ့ချိန်မှာဘုရားသခင်ကစာဒမာနလို့ခေါ်တဲ့ Lucifer ဒါရီအကောင်းကင်ဘုံဘုရားရဲ့ပလင်ပဝန်းကျင်မှာတည်ရှိပြီးကောင်းကင်တမန်အားလုံးကိုအုပ်ချုပ်တော်သူဖြစ်တယ်ဘုရားသခင်ကသူ့ကိုတကူတချို့တော့ပေးထားတယ်သူရထားတဲ့တကူဒီကိုကောင်းကင်တမန်တွေပေါင်းကမြင်တဲ့အခါမှာသူ့ကိုအထင်ကြီးတယ်လေးစားတယ်သူ့ကိုလေးစားတော့သူနှုတ်လိုက်တော့သူရှိလာတဲ့အခါမှာဖန်ဆင်းရှင်ဘုရားကိုဆက်ကျင်တော့ကြောင့်သူ့ရဲ့နှုတ်လိုက်ကတော့ကောင်းကင်တမန်3စုထဲကနေ2စုလို့ပြောတယ်အဲ့ကောင်းကင်တမန်2စုနဲ့အတူကောင်းကင်ကနေဘုရားသခင်ကပြစ်ချလိုက်တယ်ငရဲကတော့ဘုရားသခင်ကဒီလူစီဖာအတွက်ဖန်ဆင်းခြင်းဖြစ်တယ်ဒါမဲ့ဘုရားသခင်ကစာတမဏတ်ဟာငရဲထဲမှာအပြစ်ဒဏ်မစီရင်သေးပါဘူးသူပြစ်ချတဲ့နေရာကဘယ်နေရာလဲဆိုရင်တော့နောက်ပိုင်းကျရင်သူကအာဒမ်နဲ့ဤဝအေဒန်ဥယျာဉ်ထဲမှာလည်းဝင်ပြီးလှည့်ဖျားသွားတယ်ဆိုတော့သူကစัจ java ကြီးထဲမှာပြစ်ချပြီးတော့မှမြေကြီးပေါ်မှာလည်းသူရုပ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ကောင်းကင်ကနေပြစ်ချတဲ့အချိန်မှာသူ့ရဲ့နာမည်ကတော့စာတန်ပေါ့နော်စာတန်ရဲ့အတိတ်ပဲကတော့ဘုရားသခင်ရန်သူ enemy of God လို့လည်းအတိတ်ပဲရတယ်ကျွန်တော်တို့ဓမ္မတိကျမ်းကိုကျွန်တော်တို့ကြည့်ရင်တော့မာနတ်ဆိုတဲ့စကားလုံးလေးတွေ့ရမှာဖြစ်တဲ့စာတန်မာနတ်နောက်စာတန်မာနတ်မကောင်းဆိုးဘုရားကိုစัจကျင်တော့ဒီစာတန်မာနတ်ဟာဖျားရဲ့တနာချင်းဂယုနာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒါကြီးမားတယ်ကောင်းကင်ကနေသူ့ကိုဆက်ကျင်တော့ကြောင့်ပြစ်ချပေးမယ်ငရဲမိအိမ်ထဲမှာပြစ်ဒဏ်မစီရင်သေးဘူးအဲ့ဒါကတော့ final judgment လို့ခေါ်တဲ့နှစ်တစ်ထောင်ကာလအဆုံးသခင်ခရစ်တော်ရဲ့တရားပလင်မှာစီရင်ပြီးဒုတိယတည်ခြင်းငရဲမိအိမ်ထဲတို့မယုံကြည်သူတွေနဲ့အတူပြစ်ချမှာဖြစ်တယ်ယခုကစာရမဏေကအာကာသကောင်းကင်နော်ဒီစัจ java ကြီးထဲမှာ
စိုက်တယ်လို့တွာလာခွင့်ရှိကြောင်းကျွန်တော်တို့တွေ့ရတယ်ဖျားကတားပြကောင်းကင်ဘုံလို့သူ့ရဲ့ပလင်တော်အဖြစ်တည်ရှိတဲ့နေရာတားပြကောင်းကင်ဘုံကနေပစ်ချပြီးမယ်သူ့ထာ၌အလေအပတ်ရောက်ခွင့်ရှိတယ်နော်ယောဘဝတ္ထုမှာကျွန်တော်တို့တွေ့နိုင်တယ်ယောဘဝတ္ထုမှာဘုရားသားသမီးတွေနော်စုံတွေ့တဲ့နေရာမှာစာတန်လည်းပဲဘုရားသခင်တားပြကောင်းကင်ဘုံသူရောက်တယ်စာတန်ဒီဘေကလာသည်လို့ပြီးတဲ့အခါမှာအရရလှည့်လေတဲ့နေရာကနေလာတယ်လို့ပြောတာပေါ့နော်ဒီချိန်မှာမိကြီးပေါ်မှာငါကျင်ရောပါတွေ့သလားငါကျင်ရောပါလို့ဖြုံးမတော့ဘူးမရှိဘူးလို့ဘုရားသခင်ကသူ့ရှင်းနိုင်ဖြုံးမတော့ဘူးပြီးတဲ့အခါမှာဘုရားသခင်အယံဝန်တာပြီးတော့မှစာတန်စီမှာသူကဂုံယူပြီးပြောတဲ့စကားတွေ့ရတယ်နော်စာတန်ကလည်းကိုတော်ကယောဘကိုကောင်းကြီးပြီးတာကိုသူ့ရဲ့ကောင်းကြီးတွေကိုရုပ်သိမ်းလိုက်ပါလားကိုတော့ကိုဆွတ်သွားပါလိမ့်မယ်လို့ပြောအဲ့ချိန်မှာဘုရားသခင်ကဒါဆိုရင်စမ်းတက်လို့ရတယ်ဆိုစာတန်ကခွင့်ပေးလိုက်တယ်စမ်းတက်ခိုင်းလိုက်တယ်နော်ဆိုတော့ယောဘစီမှာစာတန်ကအဲ့လိုပြောတဲ့အခါမှာစုံစမ်းခွင့်ကိုဘုရားကပေးလိုက်တယ်နော်ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာလည်းဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာမှာစုံစမ်းခွင့်ပေးတယ်ဆိုတာလေးကိုနားလည်ရမယ်တိကော30အရာပြောမယ်ဆိုကျွန်တော်တို့မခံနိုင်တဲ့စုံစမ်းနှုတ်ရှိခြင်းဟာဘုရားသခင်ကရောက်စီတော်မမူဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့မခံနိုင်တဲ့စုံစမ်းခြင်းကတော့ဘုရားသခင်ကမရောက်စီပါဘူးအဲ့တော့ယောဘကိုစာရန်ကစုံစမ်းနေတရက်တည်းမှာသားသမီးတွေအားလုံးဆုံးရှုံးတူနွားတရိษာနီနော်ပစ္စည်းစိမ်ဥစ္စာတွေအကုန်လုံးဆုံးရှုံးသွားတော့လေယောဘကဘုရားသခင်ကိုမပြစ်မှားဘူးလို့ကျမ်းစာကဖော်ပြတယ်နောက်တစ်ခေါက်စာတန်လည်းပဲဘုရားသားသမီးတွေစုံတွေ့တဲ့နေရာမှာဘုရားသခင်စီရောက်ပြန်တယ်နော်ရောက်ပြန်တဲ့အခါမှာဘုရားသခင်မိကြီးပေါ်မှာငှကျင်ဘုရားသခင်ခါတိုင်းလိုမိတာပေါ့ဘေကလာတာလေရလှည့်လေတဲ့နေရာကနေရောက်လာတာပါတဲ့စာတန်မိကြီးပေါ်မှာငှကျင်ယောဘကိုတွေ့တယ်ငှကျင်ယောဘလို့ဖြုံမတော့ဘူးမရှိဘူးဘုရားသခင်ကုံယူပြန်တယ်ဒီနေရာမှာကျွန်တော်တို့ရဲ့တက်တာမှာနော်ဘုရားသခင်ကုံယူတဲ့အသက်တာဖြစ်ချင်မလားနော်ကျွန်တော်တို့အားဖြင့်ဘုရားသခင်ကုံယူချင်နေတာကျွန်တော်တို့ရဲ့နေ့ရက်စဉ်နဲ့အသက်တာဟာဘုရားသခင်ကုံယူသောအသက်တာကျွန်တော်တို့စိတ်ကဖို့ဒီကနေ့အထူးပဲတိုက်တွန်းချင်ပါတယ်အဲ့ချိန်မှာစာတမန်နဲ့ကိုတော်ကသူ့ကိုကောင်းချီးပေးထားတယ်ဒီတစ်ခေါက်သူ့ရဲ့ခန္ဓာကိုယ်မှာယောဂမြောက်များစွာနော်ဝေဒနာခံစားခြင်းကိုတော်ကိုဆွတ်ပစ်သွားလိမ့်မယ်လို့ပြောတယ်ဘုရားသခင်ကလွတ်ခွင့်ပေးလိုက်တယ်ယောဘရဲ့ခန္ဓာကိုယ်ပေါ်မှာအနာယောဂစာတန်ဒီခွင့်ဘုရားပေးလိုက်တယ်ဒါမဲ့သူ့ရဲ့ဝိညာဉ်ကတော့တင်ထိပိုင်ခွင့်မရှိဘူးယောဘလို့စာတန်ကလွတ်လိုက်ပါလေယောဘကရစရာမရှိအောင်တကူလုံးဒါရသူဝတ္ထုဖိုင်တွေ့ရတယ်နော်ပြောစရာနော်ပြောရတာအစီမပြေတော့ဖြစ်အောင်သူ့မှာတကူလုံးဒါရရပါတယ်သူကပြပေါ်မှာထိုင်ပြီးတော့မှအနာရီတွေကုတ်ရတဲ့စစ်တီရောက်တယ်သူမိမလည်းယောဘတဲ့ရဲ့ဘုရားသခင်ကိုတစ္ဆာရှိအောင်တဲ့ဘုရားသခင်ကိုကျင့်ဆဲပြီးမိမိကိုတတ်တည်လိုက်ဆွတ်ပစ်လိုက်ပါလို့ပြောတဲ့အခါမှာယောဘကမိတ်တော်မင်းမကဲတော့ပေသူပြောတယ်ဘုရားသခင်ကကျွန်တော်တို့ကိုချမ်းသာခြင်းနဲ့ကောင်းစားခြင်းကိုအလှည့်စီပြီးတော်မူ၏တဲ့ယောဘရဲ့စိတ်တော်ဒါဘလောက်ပဲခန္ဓာကိုယ်ပေါ်မှာဝေဒနာခံရတော်များလဲဘုရားသခင်ကိုမစွပစ်ဘူးเนาะဆိုတော့ဘုရားသခင်ကလည်းကျွန်တော်တို့ရဲ့တတပေါ်မှာကျွန်တော်တို့ဝိညာဉ်ရေးရ level မိမာရင်ယောဘအစစ်ကဲ့သို့ရောက်ရင်ထိုကဲ့သို့စုံစမ်းခြင်းစမ်းသပ်ခြင်းစစ်ဆေးခြင်းယုံကြည်ခြင်းစစ်ဆေးတာဆိုတာကျွန်တော်တို့ယောသမြုပ်လိုက်ပါနော်ယောသမြုပ်လိုက်ပါကျွန်တော်တို့ရဲ့တတမှာထိုကဲ့သို့စုံစမ်းနှောင့်ယှက်ခြင်းနော်စမ်းသပ်ခြင်းကတော့ရောက်ကောင်းရောက်နိုင်ပါတယ်ဆိုတော့
ဒါမဲ့ဘုရားသခင်ကကျွန်ုပ်တို့မခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကတော့မရောက်စီပါဘူးဆိုနားလည်ရမယ်ပြောချင်တဲ့အရာကဘုရားသခင်မေတ္တာရမ်းကြီးမားတယ်စာတန်လို့ခေါ်တဲ့အရင်ဘဝတုန်းကလူစီဖာဆိုတဲ့ခေရဘိမမျိုးကောင်းကင်တမန်ကောင်းကင်ကနေပြစ်ချခဲ့ပြီးမြဲငရဲထဲမှာမစီရင်သေးဘူးအတိုင်းတာတစ်ခုဒီဘုရားသခင်စီတို့အလေအပတ်တော်လာခွေခုချင်းဒီပြီးသေးတယ်ဆိုဒီယောဂဝတ္ထုအပိကျွန်တော်တည်နေတယ်ပေါ့နော်ဆိုတော့ဘုရားသခင်ရဲ့မေတ္တာအရန်ကြီးမားပါလေဆိုတာကိုနော်နားလည်သိချင်ပါတယ်အဲ့လိုကြီးမားတဲ့မေတ္တာရှင်ဘုရားကကျွန်တော်တို့ကသက်ဆုပြီးရွေးထားတာအဲ့တော့ဟိမ့်တခြင်းထဲမှာရှိတယ်ကျမ်းစာကိုဆက်ဆိုထားတာပေါ့နော်တီးစရာကသခင်ခရစ်တော်ကတင်တို့တဲ့အသက်ဆက်တယ်တင်ကရောငါ့ဖို့ဘာပြန်ပေးမှလဲဘာပြန်ပေးမလဲဟုတ်ပြီကိုတော်ကကျွန်တော်တို့အတွက်အသက်ဆက်ခဲ့တယ်ငရဲမှာခံမဲ့ဆိုကျွန်တော်တို့အတွက်ခံခဲ့တယ်ကျွန်တော်ကရောကိုတော်အတွက်ဘာပြန်ပေးမှလဲတခင်အတွက်ကျွန်တော်တို့ဘယ်လိုပြန်ပေးဆောင်မှာလဲကိုတော်ကအသက်ဆက်ခဲ့ပြီးပြီတင်ရောအဲ့အတွက်စဉ်းစားဖို့တလားကျွန်တော်တို့စဉ်းစားတယ်နော်စဉ်းစားပြီးတော့မေတ္တာဆိုတာတွားပြန်ရှိဖခင်ရဲ့မေတ္တာကိုနားလေတော့ဖခင်အတွက်ကျွန်တော်ဒါလေးလုပ်နိုင်တဲ့အရာလေးနဲ့ကျွန်တော်ပြန်ပြီးဆက်မယ်ဆိုတဲ့တုပြန်ဖို့ဆိုတာကျွန်တော်တို့ဖက်မှာအစဉ်တည်းအစဉ်တည်းရှိမဲ့ပုဂ္ဂိုလ်များဖြစ်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဘယ်အတိုင်းတာဒီဖခင်ရဲ့မေတ္တာကိုတုပြန်ပြီးမလဲဒီနေ့အတိတ်တပံပြန်လဲစဉ်းစားရအောင်စဉ်းစားပြီးဖခင်ရဲ့မေတ္တာကိုကျွန်တော်တို့တုပြန်ကြရအောင်ဆိုစက်ကကြရအောင်ဆိုတာတိုက်တွန်းချင်ပါတယ်ဆိုတော့ဒီကပ္ပဦးကျမ်းအခန်းကြီး1အပိုင်းအခန်းကြီး1အပိုင်း1နဲ့2နဲ့3ကြမ်းဘုရားသခင်ကဒီလူစီဖာဆိုတဲ့ကောင်းကင်တမန်မင်းတော့ဒီလူစီဖာကောင်းကင်ကနေပြစ်ချလိုက်တဲ့အချိန်စာတန်ကပြစ်ချလိုက်တဲ့အချိန်ကကပ္ပဦးကျမ်းအခန်းကြီး1အပိုင်း1နဲ့2နဲ့3ကြားထဲမှာဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အပိုင်ငယ်3ကိုကျွန်တော်တို့နည်းနည်းလေးပြန်နေမယ်ဆိုရင်ဘုရားသခင်ကလည်းအလင်းဖြစ်စီကိုအမိန့်တော်ရှိ၍အလင်းဖြစ်လေဆိုတဲ့အကြောင်းလေးဒီအရာလေးမတော်ခင်မှာဘုဒ္ဓနည်းကဖတ်တဲ့ကျင့်ပိတ်လေးကိုကျွန်တော်တို့တစ်ချက်လောက်ပြန်ဖတ်ရအောင်နော်။မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားမြေကြီးကိုပြုပြင်ဖန်ဆင်း၍အမဲတည်စေတော်မူသောအရှင်အချီးနှီးဖန်ဆင်းသည်မဟုတ်တတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသောဘုရားခင်မိတော်မူသည်ကငါဒီထာဝရဘုရားဖြစ်သည်ငါမှတပါအခြားသောဘုရားမရှိစာတမဏတ်ဟာဒီကြားကာလမှာကြာဆင်းပြီးတဲ့အကြောင်းကိုရေကြည်လအထဲမှာကျွန်တော်တို့ဖတ်ပြီးသွားပြီစာတမဏတ်ကြာပြီးမှဘုရားခင်ကအပိုက်ငယ်3နော်သူကပိတ်ငယ်3ကနေအလင်းနဲ့အမောင်စမှာပေါ့နော်ဘုရားခင်ကထွေရာတွေကိုဆက်ပြီးဖန်ဆင်းတယ်ထွေရာကိုဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကဒီကျမ်းပိတ်အရာစဉ်ကျွန်တော်တို့ဗာတွေ့ရလဲဆိုရင်ဘာမှမရှိတော့ဟင်းလင်းပြင်အရာဝတ္ထုကြီးတခုရုပ်တရက်ပေါ်ထွန်းလာခြင်းပုံစံဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအရာလေးကတော့ကျွန်တော်တို့အပိတ်ငယ်1နဲ့2ကိုကျွန်တော်တို့ပြန်လဲနှွေးတာပေါ့နော်တိတ်ပံပင်ကရှင်တွေကတော့ဒီအတန်ကြီးမားတဲ့အတန်ကြီးပေါ်ထွက်လာပြီးတော့မှပုတ်ကွေးသွားတယ်ပုတ်ကွေးသွားတော့ဒီအဆိုင်အခဲလေးဒီလွတ်စင်သွားတယ်အဲ့တော့ဒီလာခြေပေါင်းစုတွေဟာသူအဆိုင်အခဲဒီလွတ်စင်တဲ့နေရာကနေဖြစ်လာတယ်ဆိုပြီးတော့မှတချို့တော့တိတ်ပံပင်ကရှင်တွေရဲ့ပေါ်ပြချက်တွေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကတော့ယုတိမရှိတဲ့အရာဖြစ်ပါတယ်ဘုရားခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့အခါမှာသူကနှုတ်ထက်စကားအဖြစ်ဖန်ဆင်းတယ်ယောဟန်1အပိုင်ငယ်1 2 3 4ဖိုင်အစောင်းတိုင်းနှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဒီဘုရားခင်နဲ့တူရှိတယ်ထိုနှုတ်ကပတ်တော်ဒီဘုရားခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာကိုဖန်ဆင်းတော်မူ၏လို့ပြောဆိုတော့နှုတ်ကပတ်တော်ဟာဘယ်လိုလဲဆိုရင်
ယောဟန်အခန်းကြီး1အပိုင်ငယ်14ကိုဆက်ဖိုက်ရင်ထိုနှုတ်ကပတ်တော်ဒီလူဇာတိကိုခံယူ၍ဆိုတော့လူဇာတိကိုခံယူတော့ဘယ်လိုလဲဆိုရင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့နှုတ်တော်ထွက်တာဖြစ်ဖန်ဆင်းတော်သူဟာဘယ်လိုလဲဆိုရင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့ကမ္ဘာဦးကျအခန်းကြီး1အပိုင်ငယ်26မှာတော့ကျွန်တော်တို့ဆက်တွေ့ရတယ်အဲ့ဒါကတော့ငါတို့ပုံတရာနဲ့တငီတတရာတဲ့လူကိုဖန်ဆင်းကြဆိုတဲ့စကားလုံးကိုတွေ့တဲ့အခါမှာတူးထဲမဟုတ်အများကင်းကိုဆိုလို့တော့ဆိုခမဲတော်ကကြံစီတယ်ဒါတော့ယေရှုဖျားကအမိတ်ပေးတယ်လက်တွေ့လှုပ်ဆောင်တယ်ဒါတော့ယေရှုဖျားရဲ့အမိတ်ပေးတဲ့အခါမှာဖြစ်လာတဲ့တကူဟာတတ်ရှင်တော်ဝိညာဉ်တော်ဖျားတကူတော်အဖြစ်ဖြစ်တယ်ခမဲတော်ဖျားကကြံစီတယ်ဒါတော့ယေရှုအလက်တွေ့လှုပ်ဆောင်ပြီးတတ်ရှင်တော်ဝိညာဉ်တော်ဖျားကတကူပြီးတယ်ဆိုတာကျွန်တော်တို့နားလည်ထားရအောင်ဖြစ်တယ်အဲကြောင့်ခရစ်ဝင်ကျမ်းထဲမှာဖာရိsäတွေကတဲ့ခမဲတော်ကိုပြပါလို့သခင်ယေရှုကိုမေးတဲ့အခါမှာသခင်ယေရှုကငါကိုမြင်တော်သူဒီငါခမဲတော်ကိုမြင်တာဖြစ်တယ်ငါပြောတဲ့စကားဒီငါအလိုအလျောက်ပြောတယ်မဟုတ်ငါခမဲတော်ဤဝိညာဉ်တော်ဒီငါအထဲ၌ပြောတော်မူ၏ဆိုတော့ခမဲတော်ကကြံစည်သားတော်ကလက်တွေ့လှုပ်ဆောင်တဲ့တရှင်တော်ဝိညာဉ်တော်ကတကူပြီးတယ်ခမဲတော်ကသားတော်မပါပဲအလုံးမလုံးတယ်သားတော်ယေရှုကလည်းတရှင်တော်ဝိညာဉ်တော်ဖျားမပါပဲအလုံးမလုံးဘူးဆိုတော့ကျွန်တော်တို့အရင်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့သားတော်ယေရှုခရစ်တော်ကနှုတ်ကပတ်တော်ကနှုတ်ထစကားအဖြစ်ကဘာမီကြီးနော်ကောင်းကင်နဲ့မြေကြီးဖြစ်စေဆိုတော့သူကနှုတ်ထစကားအဖြစ်ဖန်ဆင်းတယ်နှုတ်ကပတ်တော်ဆိုနှုတ်ကပတ်လို့ပြောတဲ့အခါမှာအတန်တော်ပါဆိုတော့တိဗ္ဗံပင်ကရှင်တွေကပုတ်ကွဲပြီးလစ်ဆင်သွားတယ်နှုတ်ကပတ်တော်နော်သခင်ယေရှုခရစ်တော်ရဲ့နှုတ်တော်ထွက်အဖြစ်ထိုအရာလေးကိုဖြစ်လာခြင်းဖြစ်တယ်ဆိုတော့သူဟာနဲ့သူအလိုအလျောက်ဖြစ်လာတာမဟုတ်အဲ့တော့ဒီပုတ်ကွဲတဲ့အဆိုင်ခဲကြီးဟာတိဗ္ဗံပင်ကရှင်တွေပေါ်ပြတဲ့အရာကျွန်တော်တို့စုလိုက်မယ်ဆိုရင်ဟာဘလောက်ကြီးမှမလဲဘလို့စုနိုင်ပါလဲနော်အတိတ်ပဲမှမရှိတာဆိုတော့တိဗ္ဗံပင်ကရှင်တွေကအမျိုးမျိုးသူတို့ပြောလိမ့်မယ်တခုပြောလာလိမ့်မယ်လက်တွေ့မကြပြန်မို့နှုတ်တခါစဉ်းစားနှုတ်တစ်မျိုးထပ်ပြောပြန်အဲ့ဒါကတိဗ္ဗံပင်ကရှင်တွေသူတို့ရဲ့အလုပ်ဖြစ်တယ်အကြောင်းကတော့ကျွန်တော်တို့ယခုကင်နေတဲ့ကွန်ပျူတာဒီဖုန်းဒီပေါ့လို့လုပ်တာလေဖန်ဆင်းခံကဖန်ဆင်းရှင်အကြောင်းကိုဘယ်လိုလုပ်သိနိုင်မှာလဲအဲကြောင့်ဖန်ဆင်းခံတတ်တော်ကဖန်ဆင်းရှင်အကြောင်းကိုသိနိုင်စရာအကြောင်းမရှိဘူးဆိုတော့ဖန်ဆင်းရှင်ဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကဘုရားသခင်ဖန်ဆင်းတယ်နှုတ်တော်ထွက်တာပြဖန်ဆင်းတယ်ဆိုတာပြောထားတယ်ကျွန်တော်တို့ယုံကြည်သူများကတော့ဘုရားသခင်ဖန်ဆင်းတယ်ဆိုကျွန်တော်တို့ရိုးလေးကိုယုံကြည်လိုက်တယ်မယုံကြည်နိုင်တော့သူအဖြစ်တစ်ခုပြီးတစ်ခုရှာတိကျတဲ့အဖြစ်မရနိုင်ဘူးဒီခုချိန်ထိရှာနေတော့ပါပြီနော်ဆိုတော့ဘုရားသခင်နှုတ်တော်ထွက်စကားဟာရိုးလေးကိုယုံကြည်ဖို့အရင်ကြီးပါတယ်ဆိုတော့ကိုယ်ရာကိုယုံကြည်တော့သူဟာမင်္ဂလာရှိတယ်သောမတ်ကတော့သခင်ယေရှုကိုလက်နဲ့မဆမ်းမတိုက်ရင်မယုံဘူးပေါ့နော်အဲ့ဒါသခင်ယေရှုကလည်းသောမတ်ပါရင်းညမှာထားမြုပ်ပြီးတော့ပြန်လာတယ်သောမတ်ငါပြင်ဖြစ်တယ်နှပြေးမှာလာနဲ့ထူးတဲ့နေရာလက်မှာတာမုံရိုက်တဲ့အရာတွေကိုစန္ဒပြီးမှာသောမတ်ကကျွန်တော်ဖျားတယ်ကျွန်တော်သခင်ဖျားဆိုပြီးယုံတယ်ကျွန်တော်သခင်ယေရှုကမဆမ်းမတတ်ဘဲနဲ့ယုံတော်သူမင်္ဂလာရှိတယ်တိတ်ပန်ဒီကတော့လက်တိကြရှာနေတာပေါ့နော်လက်တိကြမှာယုံမဲ့တော့ဆိုတော့သခင်ဖျားကကိုယ်ရိုင်းနှုတ်တော်ထွက်စကားကိုမဆမ်းမတတ်ဘဲနဲ့ယုံတော်သူမင်္ဂလာရှိတယ်အဲ့တော့နှုတ်တော်ထွက်စကားယုံကြည်တော့ကျွန်တော်တို့ရောက်စီလိုက်ဟာမင်္ဂလာရှိတော်သူဖြစ်ပါတယ်ဆိုတော့ဒီဟေရှယ45:18ကိုဖတ်တဲ့အခါဘာမှမရှိတော့လေဟာပြင်ထဲမှာအရာဝတ္ထုကြီးတခုရုပ်တရက်ပေါ်ထွန်းလာခြင်းပုံစံဖြစ်တယ်ပေါ့နော်အဲဒါကြောင့်တိတ်ပံပင်ငယ်ရှိတဲ့အတန်ပုတ်ကွေးတာနဲ့လစ်စင်သွားတယ်လို့သူတို့ပြောတာပေါ့မှန်ဆိုတခင်ဘုရားရဲ့နှုတ်ထွက်တဲ့အခါမှာကောင်းကင်နဲ့မြေကြီးဖြစ်လာခြင်းဖြစ်ပါတယ်ဆိုတာလေးကိုကျွန်တော်တို့နားလည်ထားဖို့အမှန်တန်အရေးကြီးပါတယ်ဆိုတော့ထိုအချိန်မှာကဘာမီဟာလွတ်လပ်လာဖြစ်တယ်ပါမှမရှိသေးဘူးဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာအရင်မြတ်တဲ့ပြင်ပေါ်မှာလှုပ်ရှားတော်မူတဲ့အကြောင်းနော်ဟောပြထားတယ်အဲ့ပြီးမှ
အဲ့ကြာကာလမှာစောစောပြောတဲ့စာတမာနဟာကောင်းကင်ကနေပိချခြင်းသဘောမျိုးဖြစ်ပါတယ်အဲ့ချိန်မှာကဘာဦးကျန်ခန်းချစ်တဲ့အပိုက်ငယ်3မရောက်ခင်အလင်းဖြစ်စေအမောင်ဖြစ်စေဆိုတဲ့အရာမတိုင်ခင်စာရန်ကဘုရားစာရန်ကိုဘုရားခင်ကကောင်းကင်ကနေပိချပြီးပြီဆိုတာကိုကျွန်တော်တို့အပိုက်ငယ်3ကိုပြောရင်းနဲ့ပို့ပြီးရှင်းသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတဲ့နောက်မှာစာရန်ပိချပြီးတဲ့နောက်ပထမဦးဆုံးဘုရားခင်ကနော်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတဲ့နောက်မှာအခြားဆက်တော့အရာနဲ့6ရက်လုံးဆက်လက်ပြီးတော့မှဖန်ဆင်းတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ထို့သူဖန်ဆင်းခြင်းကဘာကြောင့်ဖန်ဆင်းတာလဲဆိုဘုရားခင်ကလူသားများအစဉ်ပြေစွာနေထိုင်နိုင်ဖို့ဖြစ်တယ်ကောင်းကင်နဲ့မြေကြီးဒီ6ရက်လုံးလူဟာနောက်ဆုံးမှဘုရားဖန်ဆင်းတာထိုအရာကိုမဖန်ဆင်းခင်မှာဘုရားခင်ကသူ့အထက်မှာရည်ရွယ်ချက် planning ရှိပြီးသားဆိုတော့ဘုရားခင်ကသူ့အထက်မှာရည်ရွယ်ချက် planning ရှိပြီးမှသူကအလုံးလုပ်တာရှင်ဘောလူကမိခင်ဝမ်းပိုက်ထဲမှာမဖွားခင်ကတည်းကနေဘုရားခင်ကငါ့ကိုမဟုတ်အရှင်ဘောလူကဒီလိုပြောတယ်မိခင်ဝမ်းပိုက်ထဲမှာပရိတ္တိမတည်ခင်ကဘာမီမတီမီကလေးကနေဘုရားခင်ကသူ့ကိုရွေးကောက်ပြီးသွားပြီလို့ပြောတာဆိုတော့ကဘာမီမဖန်ဆင်းခင်ကလေးကဘုရားခင်ရှင်ဘောလူသူ့စိတ်နှလုံးသားထဲမှာရှိပြီယခုကဘာပေါ်မှာလူတန်းပေါင်းဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့မသိဘူးဒီဆုံးတော်သူများအမောမိဒန်ကြီးကာလအဆုံးနှစ်ပေါင်း1000ကာလအဆုံးတဲ့အထိလူသားတွေဘယ်လောက်ရှိမယ်ဆိုကဘာမီကြီးမဖန်ဆင်းခင်ကတည်းကဘုရားခင်နှလုံးသားထဲမှာရှိပြီးတော့ဘုရားကထိုလူသားတွေအားလုံးကိုအချိန်ကာလစိတဲ့အခါမှာသူ့ရင်ထဲမှာရှိပြီးသားအစီအစဉ်ပလဲနေတစ်ခုပြီးတစ်ခုချပြခြင်းတာဖြစ်ပါတယ်ဆိုတော့ကောင်းကင်မြေကြီးမဖန်ဆင်းခင်ကလေးကထိုအရာအားလုံးရှိပြီကောင်းကင်မြေကြီးဖန်ဆင်းမယ်6ရက်ဖန်ဆင်းမယ်နောက်ဆုံးမှလူအတက်အကုန်လုံးအစဉ်တစ်ဖန်ဆင်းပြီးမှနောက်ဆုံးမှလူကိုဖန်ဆင်းမယ်ဆိုတာဘုရားခင်ရဲ့အကျင့်စဉ်ရှိပြီးသားဖြစ်တယ်ဆိုတော့ဘုရားခင်ကအရာအလုံးကိုလုပ်တဲ့အခါမှာအစီအစဉ်ရှိပြီးသားစနစ်တကျအချိန်ကာလစီးတဲ့အခါမှာဖြစ်ပေါ်လာစေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားနေရမှာဖြစ်ပါပြီအဲ့တော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးမှပထမဒုတိယတတိယစရိဋ္ဌပြင်စမအထမဆိုပြီး6ရက်လုံးဖန်ဆင်းတဲ့အရာကသူဖန်ဆင်းမဲ့လူသားတွေအစဉ်ပြေစွာနေထိုင်ဖို့ရည်ရွယ်ပြီးဘုရားကစနစ်တကျဖန်ဆင်းထားတာဖြစ်တယ်ဆိုတာဘုရားတကယ်ကြီးမားသောမေတ္တာကိုအတိတ်တဖန်နားလည်စေချင်ပါလေအဲ့တော့ဒီခုကျွန်တော်တို့ကတော့ဘာမှမသိပါဘူးမယုံကြည်သူတွေကတော့ဘီဒင်ဒီဟောတယ်လက်ခဏလေးကြည့်တယ်တချို့တော့ဘူးလည်းခြီခဏလေးကြည့်တယ်အနာဂတ်ကျူတိချင်တာစီးပွဲရပါဖြစ်မလဲဆိုကျူတိချင်တာဒါကြီးဘုရားကြိုက်တာမဟုတ်ဘူးเนาะဘုရားကြိုက်တာဘုရားတကယ်နောက်နေ့အတွက်ဖြစ်မဲ့ရကျူတင်မသိစေချင်ဘူးဘုရားမသိစေချင်တဲ့အရာကိုကျူတိချင်တဲ့အရာအပိလို့ခေါ်တယ်เนาะအဲကြောင့်ဘုရားကနှစ်ဖြန်တော့မစိုးရင်လည်းကောင်းကင်ပေါ်မှာပြန်သားနေတဲ့စာငတ်တီတော့မှလူစီမကျဲမဟိတ်တင်ဘူးဘုရားကတာဝန်ယူထားတယ်တင်းတို့ကစာငတ်တဲ့တာယူမြတ်တွေပေါ့နော်အဲကြောင့်နှစ်ဖြန်တော့စိုးရင်လည်းရတယ်လို့ဘုရားကပြောပါတယ်ဆိုတော့အထိပ္ပယ်ကဘုရားကနှစ်ဖြန်တော့နှုတ်နေ့အတွက်ကျူတင်ညီတို့စဉ်းစားစရာမလိုဘူးအရာအလုံးကဘုရားကစီစဉ်ထားပြီးသားပါဆိုတဲ့အတိတ်ဖြစ်ပါဘူးကျွန်တော်တို့ကတော့လူပြူတွေပေါ့နော်ရင်ထဲမှာတင်တို့ချစ်ကြိုက်နေတဲ့တမီးစားတွေရှိကောင်းရှိမှာပေါ့နော်ဆိုတော့ဘယ်သူချင်းနေပြီဘာတွေသူချင်းလာမလဲချစ်တိုင်းတိုင်းညာတိုင်းလဲပါလဲမိတော်မိသွားတော့ငငယ်တော့ကကူပါတွေဆိုတော့တင်တို့ချစ်ကြိုက်နေကြတယ်တင်တို့ချစ်တိုင်းတိုင်းညာပါဘူးတင်တို့အတွက်အမျိုးသမီးတင်တို့အိမ်ထောင်ဖက်ဖြစ်မဲ့
明码哦，点都应当偏偏咩，全部有家，给他事情他比他许多早，情感啦细列看嘛，给他事情他的不管的点都送西多嘛，ဖြစ်တယ်လို့နော်အခုတချို့တော့ပုဂ္ဂိုလ်ကမလေးရှားမှာရောက်တယ်အဲ့ဒီဖြူကြည့်နေအမေရိကန်မှာနေမယ်အမေရိကန်သွားမယ်ဩစတြေးလျသွားမယ်ကနေဒါသွားမယ်မျိုးမျိုးစိတ်ကပ်ပြီးစုတောင်းတော့လည်းရှိမှာပေါ့နော်ဒါပေမဲ့အချိန်ကာလစီတဲ့ခါကျတော့ဖယားစီစဉ်ထားတဲ့နေရာတို့တင်ရောက်ရမှာဖြစ်ပါတယ်ဒါကတော့ငင်းလို့မရပါဘူးเนาะပြီးရင်ဘယ်လိုအင်ဒိုနေနိုင်ရမလဲဆိုပြီးတော့မှကျွန်တော်တို့နေဖို့ထိုင်ဖို့အင်ဒီအတွက်ကျွန်တော်တို့စဉ်းစားပြင်ပနဲ့စဉ်းစားတော့တို့လည်းရှိမှာပါဒါပေမဲ့ဘယ်နေရာဘယ်ဒီတာဘယ်နိုင်ငံသူရောက်မယ်ဘယ်လိုနေအိမ်နဲ့နေရမယ်ဘာအလုပ်လုပ်ရမယ်ဆိုတာကလည်းမိခင်ဝမ်းပိုက်ထဲမှာပရိတရီမတေခင်ကလေးကတည့်ရဲ့ဘဝဇလန်တေအင်တော်ပြန်တဲ့အထိအတွက်နော်ကောင်းကင်နိုင်ငံတော်နဲ့အနာယူမဲ့အချိန်ထိအတွက်မိကြီးပေါ်ဧည့်သည်ပြီးလျှောက်လိုက်ရမယ့်အရာအားလုံးဟာဘုရားသခင်ကသူ့ရဲ့မတ္တန်ထဲမှာစီစဉ်ထဲမှာစနစ်တကျရှိပြီးသွားပြီအဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ကမဿဲ6ထဲမှာမနေ့ပြန်တွင်မစိုးရင်နဲ့လို့ပြောဘာဖြစ်လို့စိုးရင်နေရတာတော့စိုးရင်စရာမလိုပါဘူးဘုရားသခင်ရဲ့အစီအစဉ်တိုင်းကျွန်တော်တို့တွားနေတာဖြစ်ပါလေဘုရားသခင်အားကြောင့်ဘုရားသခင်ကတပါမီကိုတော့6ရက်လုံးဖန်ဆင်းတဲ့နေရာမှာလဲသူ့ရဲ့ရည်ရွယ်ချက်က6ရက်နေ့နောက်ဆုံးမှာဖန်ဆင်းမဲ့လူသားတွေအတွက်စနစ်တကျတို့ရည်ရွယ်ပြီးလုပ်ထားလောကမှာကျွန်တော်တို့ပရိသတိပေရီမွေးဖွားတဲ့အခါမှာဒီလောကခရီးစဉ်ဆုံးဖြတ်တိုင်အောင်လဲဘယ်လိုနေရမလဲဘယ်လိုတွာလာရမလဲဘာအလုပ်ကံလုပ်ရမယ်ဘယ်လိုအင်ထောင်ဖက်နဲ့အင်ထောင်ပြုတ်ရမယ်ဆိုတာလဲဘုရားရဲ့အစီအစဉ်ရှိပြီးသားပါဆိုတာလေးကိုအတိတ်တဖာနားလည်စေချင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့နားလည်မယ်ဆိုရင်မနေ့ပြန်အတွက်စိုးရင်စရာမလိုပါဘူးဆိုတာလေးကိုဖော်ပြချင်ပါတယ်နောက်တစ်ချက်လေးတော့ရအောင်နော်နောက်ချက်မှာအပိုက်ငယ်3 4 5ကိုကျွန်တော်တို့တစ်ခေါက်ပြန်ဖတ်ရအောင်ဆိုတော့ဖျားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေထိုအလင်းကောင်းတွေကိုဖျားသခင်မြင်၍အလင်းနဲ့မောင်မိုက်ကိုပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနှိဟုသောအမိဖြစ်၎င်းမောင်မိုက်ကိုညဟုသောအမိဖြစ်၎င်းခေါ်ဝါသမှုတော်မူ၍ညဦးနဲ့နာနက်ဒီပထမနေ့ရဲ့ဖြစ်လေ၏ဆိုတဲ့ဒီစကလုံးဒီကျွန်တော်တို့စကလုံးတစ်လုံးချင်းမတော်အောင်နော်အပိုက်ငယ်3 4 5ကိုခြုံပြီးတော့မှကျွန်တော်တို့ပြောသွားရအောင်နော်ဖျားသခင်ကအလင်းဖြစ်စီနောင်ဖြစ်စီအမိပြတဲ့အခါဖြစ်လာဖျားသခင်ကအလင်းဖြစ်တော့ကြောင့်ပထမနေ့ရက်မှာမောင်မိုက်လေးဟာပြင်ကြီးတာအလင်းရောင်ရရှိအဲ့တော့ကျွန်တော်တို့ဒီနေရာမှာကြူပြီးစဉ်းစားရမှာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုပြီးဖန်ဆင်းတဲ့အခါကောင်းကင်နဲ့မြေကြီးကမောင်မိုက်အတိနေနေတာလားမြတ်သောအဖြစ်ကောင်းကင်နဲ့မြေကြီးဟာမောင်မိုက်နေတယ်လို့အလွေလေးနဲ့စဉ်းစားကောင်းစဉ်းစားဘုရားသခင်ကအလင်းဖြစ်၏ဆိုဘုရားသခင်ရှိတဲ့နေရာတိုင်းမှာမောင်မိုက်ဆိုတာမရှိဘူးလေဒါဆိုရင်ဘုရားသခင်ကအလင်းဖြစ်စီဆိုပြီးမပြောခင်အမိမပေးခင်ပါအလင်းနဲ့မောင်မိုက်ကိုပထမနေ့ရက်၌အမိမပေးခင်ကောင်းကင်နဲ့မြေကြီးဘာဖြစ်လို့မှောင်နေရတာတော့ဘုရားသခင်ရဲ့ဝိညာဉ်ဒီရည်မြစ်နှပြည့်၌ပြုံဝဲတော်မူ၏ဘုရားသခင်ကအလင်းဖြစ်တာလေဘာကြောင့်လဲဆိုတာကျွန်တော်တို့စဉ်းစားရမယ်နော်ဘုရားသခင်ကသူအမိပေးတဲ့အခါအလင်းရသောနေရာကိုမိအလင်းမရရှိသောနေရာကိုမြင်ဆိုပြီးတော့မှခေါ်ဆိုတယ်ဒီပထမချက်မှာလူတွေကနေ့ကိုအုပ်စိုးဖို့ရနေညကိုအုပ်စိုးဖို့ရလာပြီးရင်ကျေမြောက်များစွာကိုဖန်ဆင်းတိတ်ပံပင်ငယ်ရှင်ရဲ့ပေါ်ပြချက်ရဆိုနေရောင်ခြည်ရဲ့လင်းကြောင်ဒီကဘာမြေကြီးဟာအလင်းရောင်တည်လာတယ်
ပေါ့နော်နေတာမရှိမောင်မိုက်ဆိုတော့ဒီအချိန်မှာပထမနေ့မှာဘုရားသခင်ကနေလအချိန်မှာဖန်ဆင်းသေးပါအလင်းဖြစ်စီဆိုရမိတည်တဲ့အခါမှာအလင်းဖြစ်တယ်ပြီးရင်တော့တချို့ကမောင်မိုက်အလင်းနဲ့အမောင်ကိုဖန်ဆင်းတယ်ဆိုတော့ဘုရားသခင်ကအလင်းဖြစ်နေတော့ကြောင့်နေရောင်ခြည်လရောင်ခြည်အလင်းမလိုတဲ့နဲ့ဘုရားသခင်ကအလင်းပြီးသားဖြစ်တယ်ဆိုတာနားလည်ရမယ်အဲ့ဒီမှာဘုရားသခင်ရှိနေတာဘာဖြစ်လို့ဒီကဘာမြေကြီးဟာမောင်ပြီးတော့မှအလင်းဖြစ်စေလို့ဖန်ဆင်းเสียလိုတာလေကျွန်တော်တို့စဉ်းစားလို့ရှိရင်မောင်မိုက်နိုင်ငံဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်မောင်မိုက်နိုင်ငံဆိုတာဘယ်သူရဲ့နိုင်ငံလဲဆိုစာတမန်ရဲ့နိုင်ငံကိုမောင်မိုက်နိုင်ငံလို့ခေါ်ပါတယ်ရှင်ရခရစ်ဝင်အခန်းကြီး1အပိုင်ငယ်လေးမှာထိုနှုတ်ကပတ်တော်နဲ့အသက်ရှိထိုအသက်ဒီလူတွေအလင်းဖြစ်တယ်ထိုအလင်းဒီမောင်မိုက်နိုင်လင်းကြီးမောင်မိုက်ဒီမခံမယူဆိုအလင်းထိုနှုတ်ကပတ်တော်ဆိုယေရှုခရစ်တော်ဒီအလင်းဖြစ်တယ်ထိုယေရှုကမောင်မိုက်နိုင်ငံတို့လင်းတယ်မောင်မိုက်သားတွေကမခံမယူဘူးမောင်မိုက်နိုင်ငံကဘယ်နေရာကိုမောင်မိုက်နိုင်ငံလို့ခေါ်လဲဆိုရင်စာရန်အုပ်ချုပ်တဲ့နေရာဒေသကိုမောင်မိုက်နိုင်ငံလို့ခေါ်ပါတယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးမှဒီကောင်းကင်နဲ့မြေကြီးဘာဖြစ်လို့မှိုက်သွားတာလဲဆိုရင်ဒါတရားကောင်းကင်ဘုံကနေဘုရားသခင်စာရန်ကိုပစ်ချလိုက်တော့ကြောင့်စာရန်ဟာမောင်မိုက်ဘယင်ဖြစ်တော့ကြောင့်စာရန်ရှိတဲ့နေရာဒေသဖြစ်သွားတဲ့အတွက်ကြောင့်ဒီကဘာမြေကြီးဟာမောင်မိုက်နေရခြင်းဖြစ်တယ်ဆိုတော့နားလည်စေပါအဲ့တော့မောင်မိုက်နိုင်ငံဒီကဘာမြေကြီးမှာဘုရားတခင်အလင်းကိုပြန်လိုက်တယ်ဟုတ်ပြီအဲ့တော့ဒီအလင်းထိုအရာကိုဘယ်အရာအဖြစ်ပြည့်စုံတာလဲဆိုရင်ဒီကဘာမြေကြီးတစ်ခုလုံးကတော့ဒီမောင်မိုက်ကစတုပ်စူသွားပြီးတော့လူသားအားလုံးမှာမောင်မိုက်နိုင်ငံသားဖြစ်တယ်နှုတ်ကပတ်တော်ဟာလူစားတိခံယူပြီးဖွားမြင်ပြီးကားတိုင်းပေါ်မှာအတီခံတင်းကျူထမြုပ်ပြီးမှမောင်မိုက်ဘရင်လို့ခေါ်တဲ့မူဆူးစာတိုင်းရဲ့ကောင်းကိုခြေဖနှောက်ပြီးကြိတ်ပြီးအနိုင်ယူလိုက်တယ်ဆိုတော့စာရန်ကိုအနိုင်ယူလိုက်တဲ့သခင်ယေရှုထမြုပ်ခြင်းကားတိုင်းပေါ်တီခံခြင်းတင်းကျူခြင်းထမြုပ်ခြင်းကိုယုံကြည်တော်သူသခင်ခရစ်တော်၏ခန္ဓာကိုဖြစ်ပြီးအလင်းနိုင်ငံတော်သားဖြစ်တော်ဆိုတော့ယုံကြည်သူဟာမောင်မိုက်နိုင်ငံမှာအလင်းနိုင်ငံတော်သားဖြစ်သွားတယ်ဆိုတာသိရပါတယ်ဆိုတော့အလင်းဖြစ်စေမောင်မိုက်နိုင်ငံထဲ၌ဒီအလင်းကိုဘုရားတခင်လင်းစေတော်ရာကတော့ယေရှုအဖြစ်ပြည့်စုံပါတယ်ယေရှုကိုယုံကြည်တော်သူအလုံးမှာအလင်းနိုင်ငံတော်သားဖြစ်သွားခြင်းဖြစ်တယ်ဆိုကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့ပထမနေ့မှာအလင်းနဲ့အမောင်ကိုဖန်ဆင်းတယ်ဆိုတော့ဘုရားတခင်ကမောင်မိုက်နိုင်ငံထဲမှာအလင်းနိုင်ငံပြန်လဲတီးထောင်တယ်ဆိုတဲ့အတိတ်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဒီယခုမှလည်းကဘာမြေပေါ်မှာအလင်းနိုင်ငံတော်သားများရှိတယ်လို့ကျင်တဲ့လူတွေကတော့လေမောင်မိုက်နိုင်ငံသားများရှိနေတော့ဆိုတော့ပထမနေ့မှာအလင်းနဲ့အမောင်ဖန်ဆင်းတယ်အလင်းကိုနေ့လို့သတ်မှတ်တယ်လို့အမောင်ကိုညလို့သတ်မှတ်ခြင်းရဲ့အတိတ်ကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတော့နေ့နဲ့ညကိုတလှည့်စီဘုရားသခင်ကရေးထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဤအချက်ဟာစရုပ်ဌာနေတွေဖန်ဆင်းသောနေလကျေများနဲ့ဆုထွေးစရာမလိုဘူးဆိုတော့နေလကျေရဲ့အလင်းပြီးခြင်းကတော့တက္ကနာချင်းချက်တော်ကာလအကြောင်းအရာနဲ့ပတ်သက်ပြီးခိုင်ရုပ်တော့ကျွန်တော်တို့စပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာပထမနေ့ရက်နဲ့အလင်းဖြစ်စေအမောင်ဖြစ်စေနေ့နဲ့ညကိုဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကဒီဝိညာဉ်ကြီးရာတဘောကိုဆိုလိုခြင်းဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဆိုတော့အခုပြောသွားတဲ့အရာဟာဘယ်ကျင့်ချက်ကိုအခြေခံပြီးပြောနေတာလဲဆိုတော့နှစ်ကောအခန်းကြီး 4:6 ပေါ်ပြတဲ့ရှင်ပေါလုရဲ့စကားလုံး
အခြေခံပြီးတော့မှကျွန်တော်တို့ပြောသွားခြင်းဖြစ်ပါတယ်ဒီကျင့်ချက်လေးကိုကျွန်တော်တို့တစ်ချက်ဖတ်ရအောင်မောင်မိတ်ထဲကအလင်းထွန်းလင်းမိအကြောင်းမိတ်တော်မူသောဘုရားသခင်သည်ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသောဘုရားသခင်၏ဘုန်းတော်ကိုတည်သောဉာဏ်နှင့်အယောင်ကိုပေးလိုသောငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတော်မူ၏တဲ့မောင်မိတ်ထဲကထွန်းလင်းမိအကြောင်းနော်ဆိုတော့ကဘာဦးချက်ခန်းချစ်တဲ့အပိတ်က3မတိုင်ပါရီတုဘုံကစာတာအပိချချင်းခံတော့ကြောင့်ကောင်းကင်ရဲ့မိကြမောက်မယ်သူမောင်မိတ်ထဲကဘုရားတကယ်အလင်းပြီးတော့ထိုရဟာယေရှုခရစ်တော်အဖြစ်ပြီးဆုံးပြီယေရှုကိုယုံကြည်တော်သူအလင်းနိုင်ငံတော်သားမြတ်ဖြစ်သွားခြင်းဖြစ်ပါတယ်ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသောဘုရားရဲ့ဘုန်းတော်ကိုတည်တော်ဉာဏ်နှင့်အယောင်ကိုပြလို့တော်ဆိုတော့ယေရှုခရစ်တော်၏မျက်နှာ၌ထွန်းလင်းသောဘုရားရဲ့ဘုန်းတော်ကိုတည်တော်ဉာဏ်ထိုရာကိုကျွန်တော်တို့နည်းနည်းလေးပြောသခင်ယေရှုခရစ်တော်အလင်းဖြစ်တော်ကြောင့်သူတွားလျာတိုင်းမှာမောင်မိုက်မရှိဘူးကျွန်တော်တို့ဒီမီးချောင်းတွေရှိတယ်မီးချောင်းရှိတဲ့နေရာတိုင်းမှာဘလောက်ပဲမောင်မိုက်မီးချောင်းကလင်းပြီးတော့ကျွန်တော်တို့ချင်းတောင်မှာနေတော့ကဆိုရင်မိုးရင်းဆိုလို့ရှိရင်အရာမောင်နေလာနေရလဲတောင်ပေါ်လန်းဆိုတော့မိုးရွာတဲ့အခါမှာရေစီးတဲ့အခါမှာချိတ်ကဘာတွေကြားထဲမှာလမ်းလျှောက်ရလမ်းလျှောက်ရင်ဟိုခလုတ်တိုက်ပြီးခလုတ်တိုက်ရင်လည်းဒဏ်ရာတွေရတတ်ပါတယ်ဆိုတော့ခလုတ်မတိုက်အောင်တောင်ပေါ်မှာဆိုရင် toss light တွေတိတ်မဝင်နိုင်တော့သူကတော့ထင်းစူးတွေတော့ညမှာအဲ့ဒါကိုထိုးနေတော့ရအဲ့မီးပါလာတဲ့နေရာတိုင်းအလင်းပါလာတဲ့နေရာတိုင်းမှာဘလောက်ပဲမောင်အမောင်စားပြုတ်လို့တော့တခင်ယေရှုကအလင်းဖြစ်တော့ကြောင့်တခင်ယေရှုခရစ်တော်တွားလီရာတိုင်းမှာမောင်မိတ်ကကတ်လို့မရမောင်မိတ်တွေကအဝေးတို့တွန်းကန်သွားအလင်းရှိတဲ့နေရာတိုင်းမှာအလင်းကမောင်မိတ်ကိုတွန်းကန်တခင်ယေရှုအလင်းဖြစ်တော့ကြောင့်တခင်ယေရှုရှိတဲ့နေရာတိုင်းမှာမောင်မိတ်ကအဝေးတို့နှုတ်ဆက်သွားဆိုတော့ယေရှုမျက်နှာနဲ့ထွန်းနေတော့ဘုရားရဲ့ဘုန်းတော်ကိုတည်တော်ငယ်တဲ့အယောင်ကိုပြီးလို့တော့မှာဆိုတော့ကျွန်တော်တို့ကသူအလင်းကိုရပြီလေသူအလင်းယေရှုရဲ့အထက်မှာကျွန်တော်တို့အထက်နဲ့အသက်ရှင်ဆိုတော့ကျွန်တော်တို့တွားလျာတိုင်းမှာသူတစ်ပါး၌အလင်းကိုတည်ဆောင်ပြီးမောင်မိတ်ကိုတွန်းကနေတော့သူဖြစ်မဲ့သူများဖြစ်တယ်ဆိုကျွန်တော်တို့နားလည်ရတယ်တခင်ယေရှုတက်တော်စင်အကြောင်းကိုကျွန်တော်တို့ကြည့်ကဲဒီတွင်တဲ့အမျိုးသမီးဒီတခင်ယေရှုနာကတ်တယ်သူရဲ့အဝတ်စားလေးတွေကိုကန်ယုံနဲ့ဟာမောင်မိတ်နဲ့သက်ဆိုင်တယ်အနာရောဂါတွေတွန်းကန်ပြီးအဝေးလို့ရောက်သွားနာငင်းသွားအဲ့တော့တင်ကြိုင်ကုန်ထဲမှာခန္ဓာကိုယ်မိမိခန္ဓာကိုယ်ဖြစ်စီလောက်တဲ့အထိနှဆူဆွေးတော်သူတရားနာတို့တခင်ရှုရောက်လာတဲ့ဟာနှဆူမနေနိုင်ဘူးငိုယိုပြီးတော့မှငါတို့နဲ့အမေတို့ဆက်ဆိုင်တယ်ဘာဖြစ်လို့တရားပြောဒီလူထဲကနေမောင်းထုတ်တဲ့စံသူဝတ်စုထဲတို့ဝင်ခွင့်ပေးပါဆိုအနုအဝတ်တောင်းဆိုဆိုတော့တခင်ယေရှုအလင်းဖြစ်တော့ကြောင့်အလင်းနာမှာမောင်မိတ်နှဆုနေရကိုနှဆုကတုံနေတာငူယိုပြီးအတန်တုံပြီးတော့ကိုတော့ကိုတောင်းပါတဲ့အခါမှာကိုတော့ကဝတ်စုထဲမှာဝင်ခွင့်ပေးတယ်ဝတ်ထဲမှာဝင်ပြီးဝတ်တွေကပြင်းတဲ့ထဲတို့စင်းပြီးအကုန်တည်သွားကြတယ်ကျွန်တော်တို့တွေ့ရဆိုတော့အဲ့ဒါကိုပြောတဲ့အခါတခင်ရှုနာမှာမောင်မိတ်ဆိုတာနှဆိုးစာတာမှလိုက်ကကတ်ကိုမကိုက်ရဲတခင်ရှုအလင်းရောက်လာတဲ့သူတို့နှုတ်ဆုပ်ပြီးဟိုးအဝေးတို့ထွက်သွားတော့ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကခရစ်တော်အလင်းရှင်ရှိတယ်နော်အဲ့လိုပြောတဲ့မှာတချို့တွေကကတ်ပြောတာဟာယေရှုဖျားသားတော်လေကျွန်တော်တို့ဘာဆိုင်လဲကျွန်တော်တို့ကတော့ခွန်သားနေတော်သူလေခွန်သားနေတော်သူလေဆိုပြီးတော့မှဒီတိုင်းပဲလောကမိကုံချုပ်သွားမှာတော့မဟုတ်လေအလင်းပြီးမဲ့သူများဖြစ်တယ်လေ
တင်တို့တွေငါ့တက်တည်ဖြစ်ကြ၏လို့တကယ်ဆိုပြောထားတယ်လေဆိုတော့တမန်တော်ဒီရဲ့အတ္တကိုလည်းကျွန်တော်တို့ကြည့်မယ်ဆိုရှင်ဘောလို့တို့ပေတရုတို့ရောက်လာတဲ့နတ်ဆိုးတွေလည်းမနေတာဝီးလို့ထွက်သွားဒါနဲ့တချို့သောပုဂ္ဂိုလ်တွေအထက်မှာခရစ်တော်မရဘဲနဲ့ရှင်ဘောလို့တို့ရှင်ပေတရုတို့တမန်တော်ဝတ္ထုထဲမှာရှိရတယ်နတ်ဆိုးကိုယေရှုနာမအဖြစ်ဆိုပြီးနင်းထုတ်ပြရှိတယ်အမှာဇစ်ပရောဟိတာခေါ်နေအောင်ရှင်ဘောလို့ပြောတကယ်လို့ပြောတဲ့အခါမှာရှင်နတ်ဆိုးကပြောတာဟာမင်းတို့မသိဘူးယေရှုကငါသိတယ်ဘောလို့ကငါသိတယ်မင်းတို့ကဘာတူလဲအခုဖဲပလိုက်တော့နော်ဆိုတော့အထဲမှာအလင်းရှိမရှိတော့သူကတော့နတ်ဆိုးတွေကတတိလေးတော့မကြောက်ဒါပေမဲ့အထဲမှာအလင်းရှင်ရှိတော့သူကအလင်းရှင်နားမှာမောင်မိတ်တကူကအဝီးတို့လွတ်စင်တော့တယ်မောင်မိတ်တကူကကတ်လို့မရဘူးဆိုတော့ကျွန်တော်တို့အလင်းရှင်ရှိတော့သူနော်ကျွန်တော်တို့တွားလျာအတိုင်းမှာအလင်းကိုတဲဆောင်ပြီးမဲ့သူများဖြစ်တယ်ငါတို့စိတ်နှလုံးထဲမှာအလင်းကိုထွန်းလင်းစီတော်မူပြီနော်ရှင်ဘောလို့ငါတို့စိတ်နှလုံးထဲမှာအလင်းကိုထွန်းလင်းစီတော်မူပြီကိုတော်တွားလျာအတိုင်းမှာမောင်မိတ်ပြုတ်ွယ်တကယ်ပြုတ်ွယ်တလို့သခင်ယေရှုတွားလျာရာတိုင်းမှာမောင်မိုက်ပြုတ်လွတ်သွားယေရှုခန္ဓာကိုယ်ဒီကိုတော့ကျွန်တော်တို့ရဲ့တွားလျာအတိုင်းမှာမောင်မိုက်တကူအဝီးတို့ပြုတ်လွတ်စီမဲ့သူကဘာမြေကြီးကိုအလင်းတဲဆောင်မဲ့သူများဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်လို့ကျွန်တော်တို့အယုတ်စီတိုင်းမိမိကိုယ်ကိုနားလည်ပြီးတော့မှအလင်းပြီးမဲ့သူများဖြစ်တယ်ဆိုတာနားလည်ဖို့အရေးကြီးပါတယ်အဲရှင်ဘောလုကဒီကျင့်ချက်ကိုကျွန်တော်တို့ကြည့်ချင်တာဖြင့်ကမ္ဘာဦးချမ်းခန်းချစ်တဲ့အပိုင်ငယ်345အလင်းနဲ့အမောင်ကိုဖန်ဆင်းတယ်ဆိုတဲ့အိဗယ်ကရှင်ဘောလုကအလင်းနဲ့အမောင်ထဲတွေရှိနေသူများအသက်တာပြောင်းလဲသူနဲ့မပြောင်းလဲသူအဖြစ်ပုံနှိုင်းထားတဲ့သူဖြစ်ပါသည်နော်ဆိုတော့ဘုရားသခင်ကပထမနေ့မှာအလင်းနဲ့အမောင်ကိုဖန်ဆင်းတယ်ဆိုတဲ့အတိတ်ပေကတော့ကျွန်တော်တို့ဝိညာဉ်ကြီးရာနဲ့သက်ဆိုင်သောအတိတ်ပဲဖြစ်ပါတယ်ခရစ်တော်ရရှိတော်သူအလင်းရှင်များဖြစ်တယ်အလင်းရှင်ကျွန်တော်တို့ဟာမောင်မိတ်သားတွေကိုအလင်းပြီးမဲ့သူများဖြစ်ပါတယ်ထိုအရာအဖြစ်ရှင်ဘောလုကဒီအကြောင်းအရာကိုပုံနှိမ်ပြီးတော့မှဟောပြသွားခြင်းဖြစ်ပါတယ်ဆိုတော့ဘာလို့ကျခန်းချစ်တဲ့အပိုင်ငယ်345ပထမနေ့တာပထမနေ့၌ဖျားတဲ့ခင်ဒီအလင်းနဲ့အမောင်ဖန်ဆင်းတော်မူ၏ဆိုတဲ့စကားလုံးကတော့နော်ကျွန်တော်တို့ဝိညာဉ်ကြီးရတဲ့သက်ဆိုင်သောအရာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မိနစ်50ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်အပိုင်ငယ်6.8ကတော့ကျွန်တော်တို့တနင်္လာနေ့ညကြမှာဆက်ရအောင်နော်ဒီနေ့ကတော့ပြလုံးနဲ့ပဲအနားယူရအောင်တနင်္လာနေ့ညနဲ့ကျွန်တော်တို့ပြန်ဆောင်ဖို့ဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းရအောင်နော်တရှိတော်မူသောဖတ်ထားပါဗျာဘုရားကျေးဇူးတော်ချီးမွမ်းပါတယ်ခေတ်ကာလဆိုးရုပ်ပြီးတော့မှမတည်မငြိမ်မှုပြီးအန္တရာယ်မြုပ်များစွာထဲကနေကိုယ်ကဆုံးမတော်မူပြီးကိုယ်ရိုက်သားသမီးများဖျားဝင်နိုင်ပြီးတော့ပြီးနှုတ်ကပတ်တော်စင်ရှင်နိုင်ခွင့်ပြီးတော့ကျေးဇူးတော်ပေါင်းချီးမွမ်းပါ၏သားသမီးတို့ရဲ့တက်တာနဲ့ခံယူထားသောနှုတ်ကပတ်တော်များဖိုက်ရှုထားသောနှုတ်ကပတ်တော်များစင်ရှင်အောင်မီနိုင်ဖို့ဝိညာဉ်တော်ဘုရားအစီအမံမှာစာခွင့်အားပေးနေကိုယ်ရိုက်နှုတ်တော်ထွက်စကားကိုစင်ရှင်အောင်မီတိုင်းဝိညာဉ်ရှိရာ၌နက်နဲသောအရာကိုတနည်းထက်တနည်းတူ၍တွင်တင်တော်မူပါကိုယ်ရဲ့အလိုတော်ကိုတနည်းထက်တနည်းတိကျွမ်းစေတော်မူပြီးကိုယ်တော်နဲ့တနည်းထက်တနည်းမှုလျော်တော်တတာဖြစ်ဆက်လက်၍ပို့ဆောင်တော်မူပါတဆူယောဂမျိုးမျိုး accident တဲ့အမျိုးမျိုးဒီမလေးရှားနဲ့ဖန်ဆီးတဲ့ပြည်နယ်မျိုးမျိုးမှာဒါမေတာသမီးတို့ကိုလုံခြုံစွာဝေကဆောင်ပါလေကိုရောအသက်ရှင်ခွင့်ပြီးဒီကာလပတ်လုံး
ရောက်တဲ့နေရာတိုင်းနဲ့မိမိရဲ့အလင်းဖြစ်ခြင်းကိုထင်ရှားစေပြီးတော့မှသူတစ်ပါးထားတဲ့အစဉ်မဲအလင်းလင်းစီတော့သူမောင်မိုက်ကိုအစဉ်မဲတွန်းကန်ပြီးအလင်းတဲဆောင်တော့ပြီးရောက်စီတရားဝိညာဉ်တော်ဖျားမဆာပြီးအတုံးပြုတော်မူပါထာဝရဘုရားသည်တင်တို့ကိုမဆာ၍ကြည်စု၍ဆောက်ရှောက်၍အလိုတော်ရှိတဲ့နေရာသို့တနည်းထက်တနည်းတွင်တင်၍ပို့ဆောင်တော်မူပါစေတော်ကိုရောအလိုတော်ဒီဟုသောကိုရောရဲ့တက်တည်အဖို့လုံးပါလေနေ့ရက်စဉ်တိုင်းဆက်လက်၍အတုံးပြုတော်မူပါစေတော်မကုန်ခါနေတော့ခမဲတော်ဖျား၏မေတ္တာတော်ဒါတော်သခင်ရှုခရစ်ကယ်တင်ခြင်းစုကျေးဇူးတော်တရှင်တော်ဝိညာဉ်တော်ဖျား၏လမ်းပြဖို့ဆောင်မေတ္တာရဖွင့်ခြင်းသည်ဒီကနေ့မြတ်နှုတ်ကပတ်တော်ကိုခံယူသောသားသမီးများဖျားဝတ်နိုင်မှုတော်သောသားသမီးအရောက်စီတိုင်းထံတော်ပါနိုင်တော်၎င်းခံစင်းခံတတ်တော်အပေါင်းတို့ထံတော်ပါနိုင်ကာလအစဉ်အမဲတည်ရှိတည်နေပါစေတော်အာမင်အလုံး good night ပါ